ရာကျော်ဆိုအသက်ကသား290မှာထွက်တာဆိုတော့အဲ့အဖေကလောကဖြစ်လိုက်တယ်လက်ထက်မှာတပြည့်တိကန်ကြီးအလုံးကြီးအကြီးကြီးပဲသူပြောပြ လုံးဝမရနိုင်တဲ့ဟာကြီး မရနိုင်တဲ့ကားကလည်းသွားနေတော့အဲ့သူရော့နေစားဆိုပြီးတော့သူကဗိုက်ကြီးနေဆိုတော့သားနဲ့အဖေပေးတဲ့ပစ္စည်းတွေကိုကျိုးနဲ့တန်းထားတာအလောင်း6ခါခိုးခံရတယ်အဲ့ဒီ6ခါခိုးခံတဲ့ထဲမှာဇော်ကြီးဖိုးဝင်သားဆိုရင်မိဖို့စားကိုခိုးတာတစ်ခါနောက်ဆုံးအခောက်ကြတော့ဥကောင်းတော်ပေါက်စိန်နေပေါက်ပြီးတော့ဗရေရှင်လုံးရှာတကားတွေပွင့်နေတဲ့ထောင်တကားအထက်ကထောင်တကားတွေအဘရာကျော်တို့ဝိဇ္ဇာဆိုတာနင်တို့မရှိဘူးလို့မထင်နဲ့နော်တဲ့